နိဌာနန္တောပဋ္ဌာယတထာဂတတတတဗရမိယောတတဥပဗရမိယောတတဗရမထဗရမိယောတိတမဒိန္ဒဗရမိယောပင်စမဟာပရိစ္ဆာကေလောကထစရိယညာတထစရိယံဗုဒ္ဓထစရိယံတိဒိသောစရိယာယောပိရှိမဘာဝေကပ္ပဝကန္တိသာဒိံအဘိနဂမနံပရဏစရိယံဘောတိမန္လင်္ကေမဟာရဝိဇယံသဗ္ဗညုတညာနပတိဝေတံဓမ္မဇက္ကာဗောဓနာနဝလောကုတ္တရဓမ္မေတိတဗ္ဗေပိမေဗုဒ္ဓဂုဏေပါဏိဌာနတော်ဘုရားစုကိုတောင်းတော်မူသည်မပဋ္ဌာယအစာပြု၍တထာဂတတမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏တတဗရမီယောဆေဘသောဗရမီတော်တို့ကို၎င်းတတဥပဗရမီယောဆေဘသောဥပဗရမီတော်တို့ကို၎င်းတတဗရမထဗရမီယောဆေဘသောဗရမထဗရမီတော်တို့ကို၎င်းဣတိဤသို့သမဒိဏဗရမီယောအပြ30သောဗရမီတော်တို့ကိုပူရတွားဖြည့်ခြင်းတော်မူပြီး၍ပင်စမဟာပရိစ္ဆာကေစွန်ချင်းကြီး5ပါးတို့ကို၎င်းလောကထစရိယံသာလူသားတို့ရဲ့အကျိုးစီးပွားလုံးကပြည့်ကျင်ကြိုးစားပွားများအားထုတ်တော်မူခြင်းကို၎င်းလောကထစရိယံသာလူနာမြမတ္တောအားတို့ရဲ့အကျိုးစီးပွားလုံးကပြည့်ကျင်ကြိုးစားပွားများအားထုတ်တော်မူခြင်းကို၎င်းညာတထစရိယံသာဆွေတော်မျိုးတော်တို့၏အကျိုးစီးပွားလုံးကပြည့်ကျင်ကြိုးစားပွားများအားထုတ်တော်မူခြင်းကို၎င်းဗုဒ္ဓထစရိယံသာဘုရားဖြစ်တော်မူခြင်းကကျင့်တော်မူခြင်းကို၎င်းဣတိဤသို့တိတ်သောသုံးပါးကုန်သောစရိယာယောကျင့်တော်မြတ်တို့ကိုစာရိတ္တဝါဖြစ်ခြင်းကြိုးစားပွားများအားထုတ်တော်မူပြီး၍ပိရှိမဘာဝေအဆုံးစွန်သောခန္ဓာကိုယ်ဖြစ်၌ကပ္ပဝကန္တိဉ္စပရိသန္တိတည်နေတော်မူခြင်းကို၎င်းသာဒိဉ္စဖွားမြင်တော်မူခြင်းကို၎င်းအဘိနဂမနိဉ္စမြတ်သောတောထွက်တော်မူခြင်းကို၎င်းပဒနာစရိယဉ္စဒုက္ခရစရိယာ6နှစ်ကြာအောင်ကျင့်ကြံကြိုးစားပွားများအားထုတ်တော်မူခြင်းကို၎င်းဘောဓိပန်လင်္ကေဘောဓိမန္တိပြင်း၌မာရဝိဇင်္စမင်္ဂပါးတို့ကိုအောင်မြင်တော်မူခြင်းကို၎င်းသဗ္ဗညုတဉာဏပတိဝေဒင်္စသဗ္ဗညုတဆွေဉာဏ်တို့ကိုထိုးထွင်း၍သိတော်မူခြင်းကို၎င်းဓမ္မစက္ကဗောဓနေသဓမ္မစကြာတရားဒေသနာတော်ကိုဟောကြားချီးမြှင့်တော်မူခြင်းကို၎င်းနဝလောကုတ္တရာဓမ္မေဟိသ9ပါးသောလောကုတ္တရာတရားတော်တို့ကို၎င်းဣတိဤသို့သဗ္ဗေပြည်လုံးစုံလည်းဖြစ်ကုန်သောဤမေဗုဒ္ဓဂုဏေဤဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တော်ကျေးဇူးတော်တို့ကိုအာဝိဇ္ဇတွာရှင်ချင်းအောင်မေ၍မယံဤမင်္ဂလာမက္ကင်ဓမ္မယုံအတွင်းသို့တရားဟောတရားနာရောက်ရှိလာကြကုန်သောတပည့်တော်တို့သည်မယံယုံနာနှစ်ခုပေါင်းစုမဲ့ခေါ်တပည့်တော်တို့သည်ဝန္ဒေဝန္ဒမကိုနှုတ်နှလုံး3ပါးပြောင်းပြော့မှန်ကိုလျှော့၍ကတော့မြန်နိုးလက်အုပ်မူကားရှိခိုးဥညွတ်ကြပါကုန်၏မြတ်စွာဘုရားရှိခိုးဥညွတ်ကြပါကုန်၏မြတ်စွာဘုရား